နော်တော့ကြမရဘူးလို့တော့မပြောနဲ့နော်မကြဘူးလို့ပြောရင်နားနိုးမှာကြအခုအကုန်လုံးလည်းရတယ်ဆိုတော့အကုန်လုံးဟမ်တချင်းအဆိုပြအောင်ဘာတချင်းတော့အေးလေးတချင်းလားအေးလေးမှရွာတယ်မိုးဆိုပြရှမ်းတချင်းဆိုပြရမလားအစပါတယ်မင်းရသေးတယ်လေဆိုပြသူလို့ဒါလောက်စိတ်ညစ်နေပါစေဆိုတချင်းဆိုခိုင်းဟောပြောရွှေမူလေးဆိုပြမလို့လေဘာတချင်းတော့ပြောအောင်လေတောင်းလေရှမ်းတချင်းစောင်းနေဖူးဖူးလေးရုံးစရာကြီးတီးလုံးလည်းမပါတာလည်းမပါဘလို့ဆိုပြအောင်လေโอเคရတယ်နော်စောင်းနေဖူးဖူးလေးတောင်းနှမ်းများကြမှာဆိုလေတယောက်တစ်ပိုက်လေပြသမယ်နော်စောင်းနေဖူးဖူးလေးတောင်းနှမ်းများကြမှာရဲကျွန်တော်တို့မျိုးလေးကိုအလေတစ်ခေါက်ရောက်လာပါလားလို့ဘာနေဝါနေဒီမမစားသားမရမှာကြောက်လို့ပါတော့ तू ကရေငါတော့အောင်မသူ့နောက်လိုက်ပြီးစုံမယ်ပေါ့လာအေးများတဲ့စောင်းညမှာမီးအောင်ထိန်ထိန်လူများနဲ့ချင်းလေးနဲ့စောင်းမြောင်ဆိုမနေတယ်မမနဲ့ညီမလေးနဲ့သားတို့ဟိုဘက်မှာသွားတိုက်လိုက်ရအောင်လားဇုံတွေတွေနဲ့လေးတွေအားကြလို့စောင်းနေမယ်မမကြီးနဲ့မမဆိုလို့လောက်လေဆိုလေစနေလေးမင်းလေးတပွဲလုံးမှာသူတယောက်ပဲရတယ်ဆိုတော့ဆိုပြချင်ပါတယ်တီးလုံးပါမှာတန်စင်နေစားသားတွေကမှန်တာလေနော်အခုအ6တိုက်ကြီးကြတော့နော်အယူကြီးမြောက်တက်နေတယ်လို့ကဲအားလုံးပဲဒီ9သားသမီးတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေဒါမိသားစုတွေဒါပျော်ရွှင်တဲ့အိမ်လေးနဲ့မိသားစုတွေတိုက်တိုက်ဝင်ဝင်ပြန်လဲတည်ထောင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်နောက်ထပ်အလူရှင်တွေရှိလို့ရှိရင်လည်းဒီကိုလွတ်ပေးပါမယ်နော်အားလုံးပဲကျေးဇူးပါအားလုံးပဲတတာโอเคတတာအားလုံးပဲသွားပြီနော်အမလေး3ပေါက်ဆိုတာကိုတစ်ပေါက်မှမရသွားမယ်တတာဟေးချစ်ဖို့ကောင်းတယ်အားလုံးပဲတတာ